ကဲဒီနေ့မှာတော့ကျွန်တော်တို့ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့နာမည်ကြီးနေရာတချို့ကိုရှောက်လဲတဲ့ vlog လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စပြီးတော့အနေမြို့ကိုရောက်ရှိလာပါပြီခင်ဗျာ။မြို့ကအရန်ကိုတန်းဆက်တည့်ရပြီးတော့လာပါနေပါတယ်။ဂျပန်နိုင်ငံဟာဆိုရင်တောင်ကုန်းတောင်တန်းတွေထိုးထပ်ပြီးတော့ဒီလိုမျိုးအိုမင်နိုင်ငံကိုခဏခဏဖျက်ရပါတယ်။ဒီလိုနဲ့တိုက်ပုစုကိုရောက်တော့ပါပြီ။အရန်တာရပြီးတော့လာပါနေပါတယ်။အဝင်ပေါက်မှာဂျပန်ကြီးကအာနေကိုရီစင်းပြီးတော့တန်စင်းကောက်ယူနေပါတယ်တပ်ပုံရဲလိုကောင်းတဲ့နေရာလေးကိုလိုက်ရှာပြီးတော့တပ်ပုံကြီးတကယ်ချင်းနဲ့အတူတကွရိုက်ကြပါတယ်အထက်ဝင်ကြည့်လိုက်တော့ဂျပန်ကြီးကအကျွေးစီးလေးတွေကိုပြတ်ထည့်ပြီးတော့စူတောင်းတော့ကိုတွေ့မိရပါတယ်ဂျပန်ကဘယ်နေရာတော့တန်စင်တရတာဒီလိုမျိုးအမေရန်တန်စင်လို့ထင်တယ်လူကျနာတော်မှာရှိတဲ့သူဆိုဒီလိုမျိုးနေရာလေးမှာရှော့လို့ဖို့အချမ်းပြီးစပါတယ်တပုံလေးတွေအဝရိုက်ပေးတာနဲ့ကျွန်တော်တို့ပြန်လဲတော့ပါပြီအခုကြတော့ကမကိုရာဘက်ကိုဆက်ပြီးတော့ဦးတည်နေပါရခင်ဗျာလန်တလျှောက်ကမြန်မာပြည်ချင်းပြည်နယ်ရှမ်းပြည်နယ်ကချင်ပြည်နယ်လိုမျိုးလန်နေရတောင်ကုန်းတောင်နယ်ကိုဖြစ်နေရပါတယ်။မင်း30လောက်တွားလိုက်တော့ကမကိုရကိုရောက်တော့ပါပြီ။ပဝန်းကျင်လေးတွေကတာယာပြီးတော့လာပါနေပါတယ်။မိုးလီနဲ့ဖွေးပြီးတော့ရက်တိုးတို့ပါအေးနီးဖြစ်နေအတဲဝန်ဖို့တကယ်ကိုရှိကောင်းတာမှာကြိုးဖဲရပါတယ်။တကက်ကတယောက်ကိုရန်တော့ရကြပါလေ။ရပါပြီဒီမှာကဲအထဲကိုဝင်ရောက်ကြည့်ဆိုလို့ရပါပြီခင်ဗျာ။ကဲကျွန်တော်ကတော့ထုံးစံတိုင်းငီလေးပိုင်ကိုနဲ့ငီလေးနန္ဒကိုအင်တာဗျူးမှားရကြလုပ်ခဲ့ပါလေ။ဒီနေ့ကျွန်တော်တို့ volley ကဒီမှာပဲဆုံးသက်လိုက်ပါပြီခင်ဗျာ။ကြည့်ဆိုအပ်ပြီးတဲ့အရောက်စီတိုင်းကိုထိုးပဲကျေးဇူးတင်ပါတယ်။